ဒီမှာနေတာအနည်း60လောက်ရှိပါပြီဒီမထွေရတော့အိမ်ထဲမှာအဲ့လိုမျိုးပေါ့ကင်မိကင်ရကင်ထားရင်တလားနဲ့နောက်ပိုင်းကျအိမ်ပေါ်ကိုအဲ့တိုက်ကြီးပြိုကျလာတော့အခါကျတော့အိမ်ကြီးပြိတော့လူကလည်းမှောက်ရက်လဲပြီးတော့အခါကျတော့လေအကုန်လုံးအိမ်ထဲမှာမှောင်ပိန်းပြီးဘာမှမမြင်ရတော့အဲ့လိုဖြစ်သွားတဲ့အချိန်မှာနောက်ပိုင်းအပေါက်ကလေးလိုက်ရှာထွက်ဖို့ဆိုတော့ပေါက်လိုက်ရှာတော့အခါကျတော့အဲ့ဒီအပေါက်ကလေးတစ်ပေါက်တွေ့ရတယ်အဲ့ဒီပေါက်ကနေပြီးတိုးထွက်လာခဲ့ရတာဒုက္ခတွေနဲ့ဆိုတော့ဒီအဲ့ဒီတက်ခမ်းပေါ်ကလူတွေကအကောင်လုံးအသေးပြောင်းများတာတွေရဲ့ဒုက္ခတွေရောက်တဲ့လူတွေတော့အများကြီးပါအမတို့လည်းနေစရာမရှိတော့ဘူးပေါ့အခုတော့အိမ်ကလည်းပြိုသွားတာဆိုတော့လမ်းဘေးမှာထိုင်ပြီးတော့တဲလေးတွေနဲ့နေရတာပေါ့ဖြစ်စေချင်တော့အိမ်ကပြိုထားတာဆိုတော့အိမ်ကိုလည်းဖယ်ရှားခြင်းတယ်လေအိမ်ကိုလည်းဖယ်ချအဓိကတော့အိမ်လေးတစ်လုံးလေးရရင်ကိုကျဉ်းတတ်ပါတယ်အိမ်လေးတစ်လုံးဆိုရင်ကိုရတယ်အခုပြိုတဲ့အိမ်ကိုလောလောဆယ်ဖြတ်မှကိုရတော့မှအကုန်လုံးပြပါဆိုတော့လေဖြတ်ဖို့အိမ်အားလည်းလိုတယ်အိမ်လေးတစ်ထပ်တစ်လုံးလေးပေါ့အဲ့လိုလေးတစ်လုံးလေးလိုချင်တယ်